ရှင်ကြံခဲ့မှာအရန်စိုးရိမ်တာကဲဘယ်နှပုံပြီးဘယ်နှဖက်သွားလဲပြောဒီနားဖက်သွားဟာရပြီခဏလေးနော်ဒီလေအကိုတို့လည်းမဟုတ်ပဲမဟုတ်လေဒူကောင်ပြေသွားတယ်သွားပါဗျာကျုပ်ကမိန်းမချောလေးတွေအမှန်ရွတ်ထင်ပါပဲစိုးရိမ်တာကြသွားယောက်ျားတွေကြတော့ဘာထင်တယ်ဗောကျွန်တော်နာမည်ကြောက်ကြပါခင်ဗျာဒီနာမည်ဘယ်လိုခေါ်လဲမသိဒါမျိုးလောက်စားနေရကြပြီဒါမိန်းကလေးကိုကူညီလိုက်ပြီးနာမည်လိုက်မင်းနေရပဲလားဝါသနာရပါဟုတ်ပါဘူးကူညီတာကတော့လူတန်းစားမရွေအရွယ်သုံးမမရွေကူညီတတ်ပါတယ်နာမည်မင်းမိတာကတော့သူတယောက်တည်းအနေစားမပြတ်ဒီမှာပဲခဏနေခဲ့တော့ကျွန်တော်ပြန်လာမယ်ဟဲ့ကောင်ဒီနဲ့ခံစားပြီးစာစီထားတဲ့ကြပြားစာရွက်တွေပါသွားလို့ကျွန်တော်ကြပြားစီတာမတွေးမိပဲနဲ့ပြင်းမြင်ပြီးလို့ပါဗျာကဲပါရှင်ပြန်ရအောင်ယူပေးပါကျွန်မမဂ္ဂဇင်းတိုက်ကိုကြပြားစာရွက်တွေတော့ပို့ရမှာမဟုတ်ပါရင်မတဲ့ကိစ္စဆိုရေးကြည့်တာပေါ့ဘာမှပူနေနဲ့နော်ခဏစားဒီလောက်ကလည်းအပြော့ပဲကျေးဇူးတင်ပါတယ်ကျေးဇူးတင်နာမည်လေးကိုပြောခဲ့အောင်လေကျမနာမည်ပန်းကလေး